Facebook မှာကိုဖျက်လိုက်တဲ့ဓာတ်ပုံတွေဗီဒီယိုတွေပြန်ယူတဲ့နေ Facebook မှာကိုမှားပြီးဖျက်လိုက်တာပဲဖြစ်ဖြစ်ကိုမလိုအပ်လို့ဖျက်လိုက်တာပဲဖြစ်ဖြစ်ပေါ့နော်အခုချိန်မှာကျွန်တော်တို့ကပြန်လို့ချင်တယ်ဆိုရင်တော့ပြန်ယူလို့ရမယ့်နေလမ်းလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဗျာဒီမိကုန်းလေးကမိထားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ရဲ့ပြားသားတွေလည်းများတာဖြစ်တဲ့အတွက်ဗီဒီယိုလေးအစိုးထိကြည့်သွားပေးဖို့ကျွန်တော်ပြောချင်တယ်မသိသေးတဲ့သူတွေအတွက်ပါပြန်လဲ share သွားပေးဖို့ပြောချင်တယ်ဗျာโอเคဒါဆိုရင်တော့ကျွန်တော်တို့ချိန်ဆွဲပဲနဲ့စားရအောင်နော်အရင်ဆုံးကျွန်တော်တို့ဖျက်လိုက်တဲ့တပ်ပုတ်တွေဗီဒီယိုတွေကိုပြန်လိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ Facebook software လေးတွေကိုတစ်ချက်လောက်နှိပ်သွားမယ်ဗျာโอเคကျွန်တော်တို့ရဲ့ Facebook ကောက်တဲ့ရောက်သွားပြီဆိုတာ ਨੇ ကျွန်တော်တို့ကဒီဘယ်တော့မှ menu bar လေးတိုးခုကျွန်တော်တို့ကတစ်ချက်လောက်နှိပ်ပေးပါโอเคဒီနေရာလေးရောက်ပြီဆိုတော့ဒီနေရာမှာ Setting and Privacy ဆိုတဲ့စာနာလေးကိုချက်လောက်နှိပ်ပေးပါโอเคခုလိုမျိုးပေါ်လာမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့ကအောက်ဘက်ဖြစ်ဖြစ်လေးဆွဲလိုက်နော်ပြီးရင်တော့ဒီမှာကျွန်တော်မျှပြပေးထားမယ်ပေါ်လာတဲ့ဒီမှာ Setting ကိုထည့်ပြီးတော့နှိပ်ပေးလိုက်ပါโอเคဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ကောင်းစင်တာတဲ့ရောက်လာမှာပဲဖြစ်ပါတယ်ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့က activity log ဆိုတဲ့စာတန်းလေးကိုကျွန်တော်တို့ကတွေးအောင်ရှာပေးရမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ပေါ်ဘက်ကိုဖြစ်ဖြစ်လေးဆွဲလိုက်မယ်ဗျာโอเคပြီးရင်တော့ဒီမှာကျွန်တော်မျှပြပေးထားမယ်ပေါ့နော်ကျွန်တော်မိတ်ဆွေတွေသိချာလေးနှိပ်ပါပြီးရင်ဒီမှာ activity log ဆိုတဲ့စာတန်းလေးကိုကျွန်တော်တို့ကတွေးအောင်ရှာပြီးတော့တစ်ချက်လောက်နှိပ်ပေးလိုက်ပါဗျာโอเคခုလိုမျိုးပေါ်လာမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ကဒီမှာ your Facebook activity ဆိုတဲ့နေရာလေးမှာပေါ့နော်ဒီနေရာလေးမှာပေါ့နော်ဒီဘက်အများလေးရှိတယ်ဗျဒီဘက်အများလေးကိုပေါ့နော်ကျွန်တော်တို့တစ်ချက်တော့နှိပ်ပေးလိုက်ပါโอเคခုလိုပေါ်လာပြီဆိုရင်ဒီနေရာမှာပေါ်ဘက်ဖြစ်လေးဆွဲလိုက်ပါပြီးရင်ဒီမှာကျွန်တော်တို့ post ဆိုတဲ့နေရာလေးရှိတယ်နော်ကျွန်တော်တို့ post တင်ထားတဲ့အရာလေးကျွန်တော်တို့ဖြတ်ထားတဲ့အရာလေးကိုဒီနေရာမှာလာပြီးကြည့်ရမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဒီဘက်မှာအများလေးတစ်ခုရှိတယ်ဗျာဒီအများလေးကျွန်တော်တို့တစ်ချက်လောက်ထည့်ပြီးနှိပ်ပေးပါโอเคပြီးရင်ဒီမှာ your post photo and video ဆိုတဲ့နေရာလေးကိုပေါ့နော်ဒီနေရာလေးကိုကျွန်တော်တို့ချက်ထည့်ပြီးတော့နှိပ်ပေးပါဒီနေရာလေးကိုပေါ့နော်โอเคခုလိုမျိုးပေါ်လာပြီဆိုရင်တော့ဒီ track ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ချက်လောက်နှိပ်ပေးလိုက်ပါโอเคဒီမှာကျွန်တော်တို့ဖြတ်ထားတဲ့ဓာတ်ပုံတွေဗီဒီယိုတွေများတယ်ဆိုရင်အများကြီးကြာလာမှာဖြစ်တယ်ကျွန်တော်တော့နမူနာလေးနဲ့ဒီအပေါ်ဆုံးကဗီဒီယိုလေးကိုကျွန်တော်ပြန်ယူပြပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီနေရာလေးကို select လေးမှတ်လိုက်မယ်နော်ကျွန်တော်ပြန်လို့ချင်းတဲ့ဗီဒီယိုကိုကျွန်တော် select လေးမှတ်လိုက်မယ် promoter ဆိုပြီးတော့ဒီအောက်ဆုံးမှာဒီများလေးကိုကျွန်တော်တို့အချက်လောက်နှိပ်ပေးရမှာပဲဖြစ်ပါတယ်အခုလိုပေါ်လာပြီဆိုရင်ဒီဖက် remove ဆိုတဲ့နေရာလေးကိုထည့်ပြီးနှိပ်ပေးမယ်โอเคဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook ထဲမှာသွားပြီးကြည့်လို့ရသွားပြီဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ရက်30မပြည့်ခင်ပြန်ယူလို့ရတဲ့နေလေးပဲဖြစ်ပါတယ်โอเคဒါဆိုရင်တော့ကျွန်တော်ပြပေးမယ်เนาะကျွန်တော်အကောင့်ထဲမှာရောက်သွားပြီဆိုတော့ပြန်ပြပေးမယ်ကျွန်တော်ရဲ့ profile လေးကိုချိန်နေမယ်ဒါဆိုရင်ကျွန်တော်အကောင့်ထဲရောက်သွားပြီเนาะပေါ်ဖက်ဆွဲလိုက်မယ်โอเคဒါဆိုရင်တော့ဒီမှာမိတ်ဆွေတို့မြင်တဲ့အတိုင်းပဲဖြတ်လိုက်တဲ့ဗီဒီယိုကိုပြန်ပြီးတော့ရောက်သွားပြီပဲဖြစ်ပါတယ်ဗျာโอเคဒါဆိုရင်တော့ကျွန်တော်ရဲ့မိတ်ဆွေတွေနားနဲ့သဘောပေါက်မှတင်ပါတယ် Facebook မှာကိုမှားပြီးဖြတ်သွားတဲ့ဓာတ်ပုံတွေဗီဒီယိုတွေကိုပြန်ယူတဲ့နေလေးပဲဖြစ်ပါတယ်ဗျာဒီဗီဒီယိုကနေပြီးတော့မိတ်ဆွေတို့အတွက်အကျိုးရှိမယ်ဆိုရင်မသိသေးတဲ့သူတွေအတွက်ပြန်လည် share သွားပေးဖို့တောင်းဆိုချင်တယ်ဗျာဗီဒီယိုလေးတော့ဒီလောက်ပါပဲဗျာနောက်နေ့သာရှိရင်လည်းဗီဒီယိုရဲ့ comment မှာမိတ်လာပေးပါအားလုံးပဲဆင်ပြေပါစေဗျာ